လူသေးချက်ပေးတဲ့ဆိုပြီးတော့မြန်မာလိုဘာသာပြန်လို့ရတဲ့ Deadman Alarm ဆိုတာသင်္ဘောပေါ်မှာရှိတယ်ဆိုပြီးတော့ကျောင်းမှာစတင်ခဲ့ရတော့ကဒီလို alarm မျိုးလည်းရှိတာလားဆိုပြီးတော့တော်တော်လေးအံ့ဩခဲ့ရပါတယ်ဒီ alarm ကတကယ်ပဲလူသေးတာကိုအလိုလျောက်အချက်ပေးတာလားဘာအတွက်လဲဆိုပြီးတော့ပေါ့ဒီ alarm ကဘယ်လိုလုပ်တာလဲဆိုတော့စကိုင်းထဲမှာတယောက်တည်းရှိနေခြင်းအလုပ်လုပ်နေခြင်းမှာဒီ alarm ကို on ထားဖွင့်ထားရပါတယ်10မိနစ်ဒါမှမဟုတ်15မိနစ်စသဖြင့် setting ပေါ်မူတည်ပြီးတော့အချိန်သတ်မှတ်ချက်တစ်ခုမပြည့်ခင်မှာအဲ့ဒီ alarm ကိုတွားပြီးတော့နှိပ်ပေးရပါတယ်အဲ့ဒီလိုနှိပ်လို့အဆင်ပြေအောင်လဲစကိုင်းရဲ့အထက်တိုင်းမှာဒီလိုမျိုးနှိပ်လို့ရတဲ့နေရာတွေထားပေးထားပါတယ်အချိန်သတ်မှတ်ချက်ပြည့်လို့မှအဲ့ဒီ alarm ကိုတွားမနှိပ်သေးဘူးခုလိုမျိုးထိုင်နေတယ်ဒါမှမဟုတ်တခြားတစ်ခုခုလုံနေတယ်ဆိုလို့ရှိရင်အဲ့ဒီ alarm က activate ဖြစ်အသက်ဝင်သွားပြီးတော့စကန်ထဲမှာအချက်ပေးတံတွေမြည်လာမှာဖြစ်ပါတယ်အဲ့ဒီလိုစကန်ထဲမှာအချက်ပေးတံတွေမြည်လာပြီးလို့မှနောက်ထပ်အချိန်သတ်မှတ်ချက်တစ်ခု10မိနစ်စသဖြင့်ပေါ့နော်အဲ့ဒီလိုပြည့်သွားတဲ့အခါမှာအဲ့ဒီစကန်ထဲကလူကအဲ့ဒီ alarm ကိုလာမနှိပ်သေးဘူးဆိုလို့ရှိရင်တခြားသတ်မှတ်ထားတဲ့လူနေကန်းတွေနေရာတွေမှာအချက်ပေးတံတွေတွားမြည်မှာဖြစ်ပါတယ်အဲ့ဒီလိုမြည်လို့မှဘယ်သူကမှအဲ့ဒီ alarm ကိုအတိမတ်မပြုတ်သေးဘူးမနှိပ်သေးဘူးဆိုလို့ရှိရင်တော့သင်္ဘောကြီးတစ်စီးလုံးမှာအချက်ပေးတံတွေမြည်လာမှာဖြစ်ပါတယ်အချင်းချုပ်ပြောရရင်တော့စကန်ထဲကလူကအချိန်သတ်မှတ်ချက်တစ်ခုအတွင်းမှာအဲ့ဒီ alarm ကိုလာမနှိပ်နိုင်ဘူးဆိုလို့ရှိရင်သူတစ်ခုခုဖြစ်နေတယ်လို့ယူဆပြီးတော့တခြားလူတွေကိုအတိပေးတာဖြစ်ပါတယ်အားကြောင့်လဲဆိုတော့စကန်တွေကတော်တော်လေးကြီးပြီးတော့အတန်ကလည်းဆူတာကြောင့်အလုံးလုံးနေတော့တစ်ခုခုထိခိုက်မိတာဒါမှမဟုတ်လှေကားတက်နေရင်နဲ့လိုင်းလောက်တာကြောင့်လေကားပေါ်ကနေမတော်တဆပြုတ်ကျတာမျိုးတွေဆိုလို့ရှိရင်ဘယ်သူမှတီးလိုက်မှာမဟုတ်လို့ပါစကန်ထဲမှာတယောက်တည်းရှိနေခြင်းအိမ်ငိုက်နေမှာအိပ်ပျော်နေမှာဆိုတာလည်းပါတာပေါ့ဒီ alarm ကို UMS Antenna Machinery Space လို့ခေါ်တဲ့ဒီကင်းဘက်မှာပဲအလုပ်လုပ်ပြီးညဘက်မှာ duty စောင့်စရာမလိုတဲ့စကန်မျိုးမှာအဓိကသုံးပါတယ်စကန်ထဲမှာညဘက်လူမရှိတာကြောင့်အလှည့်ကျ engineer ကနေပြီးတော့စကန်ထဲကိုနိုင်ဝဲလောက်လှက်ပတ်ပြီးတော့စစ်စစ်ပေးရပါတယ်အဲ့ဒီလိုချိန်မျိုးမှာတယောက်တည်းဖြစ်နေတာကြောင့် Deadman Alarm စနစ်ကိုဖွင့်ထားရတာဖြစ်ပါတယ် Bridge လို့ခေါ်တဲ့ပဲ့စင်မှာလည်း Deadman Alarm နဲ့ဆင်တူတဲ့ BNWAS Bridge Navigation and Watch Alarm System ဆိုတာရှိပါတယ်အဲ့ဒီစနစ်ရဲ့ရည်ရွယ်ချက်ကတော့ပဲ့စင်ပေါ်မှာ duty စောင့်နေတဲ့ duty သမားတွေဒီကြောင်းအရာရှိတွေအနေနဲ့အိမ်ငိုက်နေတာအိပ်ပျော်နေတာဒါမှမဟုတ်တခြားတစ်ခုခုလုပ်နေပြီးတော့ဘေးပတ်ဝန်းကျင်ကိုသတိမထားမိဘဲနဲ့တင်မောအချင်းချင်းတိုက်တာတောင်းတင်တာတွေဖြစ်မှာဆိုလို့ပါအဲ့ဒီ BNWAS Alarm ကတော့ IMO International Maritime Organization လို့ခေါ်တဲ့ကမ္ဘာ့ရေကြောင်းအဖွဲ့အစည်းကနေပြီးတော့တင်မောကြီးတွေရဲ့ပဲ့စင်ပေါ်မှာမဖြစ်မနေရှိရမယ်ဆိုပြီးတော့သတ်မှတ်ထားပါတယ်ပြီးတော့ဒီ BNWAS Alarm ကိုအများဆုံးအချိန်သတ်မှတ်ချက်12မိနစ်ထက်ပိုပြီးတော့မထားရဘူးလို့လည်းသတ်မှတ်ထားပါတယ်နောက်ဆုံးအနေနဲ့ပြန်ချုပ်ရရင်တော့တင်မောကြီးကိုလူတွေကစောင့်ကြည့်နေကြပြီးတော့လူတွေကိုတော့ alarm တွေကစောင့်ကြည့်နေကြတယ်လို့ဆိုရမှာပါခုဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်